ဆွေးမြေ့တန်ရောစဉ်အတူစားများပိုင်းလေးတချို့ပကြီးကားတွေရဲ့အလှမှာဘာစီစက်မှထိဖို့မလိုတဲ့ကွက်လက်လေးတွေရှိတယ်မို့လားအဲဒီလိုစေးစမ်းမရှိတဲ့ကွက်လက်လေးအဖြစ်နဲ့လဲပကြီးကားလှဖို့အတွက်ဘလို့ပါဝင်မှုမျိုးမဆိုအရာမထင်တာကလွဲလို့ပြီးပြည့်စုံတဲ့ပကြီးကားတစ်ချက်ဖြစ်စေမှာပေါ့ခင်ဗျုံကြီးချုံမင်းကြီးနူးစရာတေးသွားတွေကြားမှာ1 မီတာလောက်ရက်တန့်သွားတဲ့ကာလာအပိုက်ချလေးတွေရှိတယ်မဟုတ်လားအဲဒီလိုရက်တန့်ရတဲ့ညီသက်ချင်းဖြစ်နေလဲတေးသွားတဲ့ပုတ်ကောင်းမွန်ဖို့အတွက်ဘလို့ပါဝင်မှုမျိုးမဆိုအတန်မထွက်ရတာကလွဲလို့နဝင်ချိုတဲ့တချင်းတစ်ပုတ်ဖြစ်စေမှာပေါ့ခင်ဗျုံကြီးဝင်းရင်တကောင်ရဲ့လွတ်လပ်မှုမျိုးကိုတောက်တမိတဲ့အခါခင်ဗျုံကြီးရဲ့ဥပ္ပက္ခနောက်ကျွန်တော်အသက်လေးကပ်ပါတော့ရင်ကောင်းမှာပဲလို့စွစွဆဆတွေးမိသေးတယ်ကျွန်တော်အတွက်ဘလို့ချားနာမှုမျိုးမဆိုနာကျင်ရတာကလွဲလို့ကျန်တာအဆင်ပြေမှာပါခင်ဗျုံကြီးဆိုတာဟာဘသူဧကမ်းမှာနေရာယူမလဲမသိတဲ့ပကြီးကားတစ်ချက်ဘသူရဲ့ထက်ကနားထောင်ခြင်းခံရမလဲမသိတဲ့တေးသွားတဲ့ပုတ်ဘသူဆက်ပတ်မလဲမသိပဲခေါင်းစဉ်သာကျွန်တော်ဖတ်ဖူးခဲ့တဲ့ကြပြတစ်ပုတ်ဆိုပါတော့တန်နေဟာဆိုတာလေဈေးထဲကအသီးရွက်လို့ကန်ကြည့်လို့ရတဲ့ပစ္စည်းမဟုတ်ပေမဲ့ဈေးရုံကြီးတစ်ခုလိုပါပဲဈေးလာသူချင်းချင်းတွေ့တယ်လို့မျိုးကျွန်တော်တို့စုံတဲ့အခက်တန်လေးတွေရှိခဲ့တယ်ခင်ပြုံးကြီးကမဝယ်ပြစ်တဲ့ဆိုင်ကိုကြော်သွားတဲ့နောက်အဲ့ဒီစုံပြစ်ခဲ့တဲ့နေရာမှာပဲကျွန်တော်ကတော့ရောင်ချာနဲ့ကြံခဲ့မိတယ်ကျွန်တော်ဟာ1000နဲ့2ရွက်ကိုကြစ်ပေါအောင်ဆိုပြီးဈေးဝယ်ထွက်ခဲ့သူပါခင်ပြုံးကြီးပြန်စဉ်းစားကြည့်တော့လေချွေးတစ်စက်မကထွက်ရဖို့5-6000နဲ့ဝယ်ထားပြီးကမှ250-300 ကကိုပြန်လွှမ်းနေလို့မှအလုံးမဖြစ်တာတောက်လည်းမခောက်ဖြစ်တော့ပါဘူးချစ်တဲ့သူကိုချစ်တယ်လို့ဖွင့်ပြောခွင့်ရတဲ့အခါရှားပြားလေးတွေနားလေလို့မဖြစ်ဘူးလေလူတယောက်တည်းမျောလင့်ချက်ဆိုတာသိရေးကြည့်တယ်မူလားခင်ဗျုံကြီးရှားပြက်ခံရမှကြောက်တဲ့လူတွေကြားကနေခင်ဗျုံကြီးမကြားကျင်လောက်တဲ့စကားတစ်ခုကိုလူတိုင်းဒီမှာမုန်းတဲ့ကောင်တွေကြောက်အောင်နာပါစေဆိုတဲ့စိတ်နဲ့လူစုံစားလုပ်ပြီးတက်တိရှိကျွန်တော်အော်ပြောလိုက်တယ်ခမ ्या ကိုတိတ်လာတယ်လို့ I am Big Mawa